အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ CCO EAP လမ်းမှာဘယ်လိုကျန်းအောင်ကစားရမလဲဆိုတာကိုကျွန်တော်ကစားပြသွားမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူတူစလိုက်ကြရအောင်ကျွန်တော်ထင်ရမယ်ဟီရိုကအစမာနဲ့ထင်ရမှာဗျအဲ့တော့ကျွန်တော်တို့အဲ့ကောင်ကိုတက်ဖို့တော့နည်းနည်းတော့ခက်လိမ့်မယ်ကျွန်တော်တက်နိုင်တော့အကောင်းဆုံးကြိုးစားပြီးကစားရမယ်ကျွန်တော်အစမာကိုလိမ့်ဖြတ်မရှင်းဘူးလို့ကျွန်တော်ထင်လိုက်တာဗျာဒါပေမဲ့ဒီကောင်စာတက်ပြီးတော့လိမ့်ကိုဖြတ်ရှင်းတယ်အဲ့မှာကျွန်တော်သွားပြီးတော့ခရီးပဲစားပြီးတော့ဒီကောင်ကိုသွားမလို့ရင်ဒီကောင်ကကျွန်တော်တို့ကူရှင်ကြံငယ်စားတာကိုနှောက်တော့မှာအဲ့ဒါနဲ့ကျွန်တော်လည်းတန်းပြီးလိုက်ပြီးဘောရတယ်လို့ဟီရိုကေရရင်လည်းရအဲ့မှာဟီရိုကေကသွေးလေးကနည်းနည်းလေးနဲ့ဟိုဘက်ကိုထွက်ပြေးသွားအဲ့မှာကျွန်တော်တို့မေဒီတာတွေကလိုက်တက်လိုက်တာပေါ့နော်အဲ့မှာကျွန်တော်တို့အစမာကိုရသွားတယ်အာလီပိုင်းမှာဘက်ဘလက်လုံးဝပွဲစားကရှိအစမာတစ်ခါတီးသွားတယ်ကူရှင်လည်းအဆင်ပြေသွားတယ်ပေါ့နော်ပတ်တီပါစားတာအစမာတီးသွားတဲ့အခါကျတော့ကျွန်တော်လည်းအဆင်ပြေတယ်ကျွန်တော်လည်းဒီမှာ EAB credit လေးကိုစားတယ်လုံးဝ EAB credit ရတော့ level တက်တာမြန်တယ်ဗျအစမာနဲ့ရှင်းလိုက်ပြီးရင်ကျွန်တော် lane ကိုပုံမှန်အတိုင်းပဲရှင်းတယ်ရှီတိုးနောက်ဆိုရှင်းတယ် CC ကိုင်းပြီဆိုရင်လေ brother တို့စကီး1နဲ့လေ enemy အနားကိုလိုက်တာပေါ့တလားအာလီပိုင်းမှာ CC ကအရန်တာတယ် enemy တဲ့လုံးဝသူကိုသွေးလျှော့မှလည်းမကြောက်နဲ့ဗျာ CC ကျွန်တော်တို့ယူထားတာ fighter evan ယူထားတာဗျာကျွန်တော်တို့ skill 1နဲ့ပို့နေရင်သူကပြန်တက်လာမှာဗျာတီးလားအဲ့တော့ကျွန်တော်တို့ skill 1ကိုမနှမျောနဲ့ enemy တက်လာရင် enemy ဒါလိုက်တာပေါ့ brother တို့အဲ့လိုကျွန်တော်တို့ skill 1နဲ့ပို့မယ်ဆိုရင်လည်းကျွန်တော်မြေပုံလေးချက်ကြည့်ရမယ် brother တို့ဟို mid device ပျောက်သွားရင်ကျွန်တော်တို့အရင်ပို့လို့မကောင်းဘူးဗျာအရင်ကျွံသွားရင်ကျွန်တော်တို့ hero key ကျွန်တော်တို့ပြန်ပေးရနိုင်တယ်အားကြောင့်မြေပုံလေးကြည့်ပြီးမှပဲလုံးဝဆိုလို့ဆိုရင်လိုက်တာပေါ့အခုတော့ဘာမှဘန်းညံ့နေမှာတုံနေဗျာကျွန်တော်လုံးဝထိုင်ပို့နေရပို့စရာမရှိရင် creep ပို့စရာမရှိရင် hero ပို့ hero ပို့စရာမရှိရင်ကျွန်တော်နားမှာရှိတဲ့ go crowd ကိုကျွန်တော်ပုတ်တယ်အားလုံးကျွန်တော်လိုက်ပုတ်နေရအန်တီရရင်အန်တီနဲ့ဖြဲချောက်တယ်ဘာလို့လဲဆိုတော့တတ်တဲ့ကပေါ်တော့မှတွေးဒီကောင်မကိုတွေးလျှော့ထားရမယ်ဗျာအဲ့ဒါမှဒီကောင်တတ်တဲ့မှမမနိုင်မှာမတတ်တဲ့အောင်ပေါ်သေးအစမာရှော့သွားအစမာရှော့ယုံနေမဟုတ်ဘူးဗျာသူ့နောက်မှာပါလာတဲ့သူတို့ဘက်က hyper နိုလန်လေးပါရှော့သွားအဲ့ဒါကျွန်တော်ကတတ်တဲ့ကို free ရသွားကျွန်တော်ကိုကြီးဘာလို့မခွာလဲဆိုရင်ကျွန်တော်ကူဖာကြီးပါလာနှောက်ရင်ဗျာဒီတတ်တဲ့နောက်ကျမှာဆိုလို့အဲ့ကြောင့်ကူဖာကိုရရင်ရတယ်လို့ကျွန်တော်လိုက်ပုတ်တယ်ကူဖာအနာဒီဘာလို့မပုတ်လဲဆိုတော့ကျွန်တော်ကူဖာဖလစ်ကာနဲ့ဒီနိုင်ရန်ကိုကြော်ပြီးတော့ပြေးသွားမှာဆိုလို့အဲ့နိုင်ရန်အရှိနာကနေကျွန်တော်ထိုင်ပြီးတော့ကူဖာကိုစောင့်ပြီးပုတ်ပေးနေရဗျာအဲ့နိုင်ရိန်လဲမိရဆိုအဲ့မှာကျွန်တော်ကာကူရာကိုလိုက်တယ်ကာကူရာကိုတက်မြရတော့နိုလန်လာနဲ့နိုလန်ကိုကျွန်တော်မီးနဲ့အတူတူကျွန်တော်ပေါင်းပြီးတော့တက်လိုက်တယ်ကျွန်တော်ဒီပွဲကြီးကတော်တော်တာဝါးရဗျာအာလီဘိုင်းမှာဟိုကောင်နေမှားတာရယ်ကျွန်တော်တို့ T5 ကောင်းသွားတာရယ်နဲ့တော်တော်တာဝါးရယ်ကျွန်တော်တို့အတင်းရလဲတာတယ်ကျွန်တော်ကင်ထားတာလဲ CC က mobility တော်တော်မြင့်နေဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်လှုပ်ချင်သလိုလှုပ်ထွက်ချင်သလိုထွက်လို့ရဗျာအဲ့ဒါနဲ့ကျွန်တော်လည်းမကြောက်ဘူးကျွန်တော်ကိုလာပြီးတော့ဂန့်ကျင်တဲ့ကူဖာကိုကျွန်တော်လိုက်ပုတ်တယ်ကျွန်တော်ရရင်ရသလိုပုတ်တယ်ကျွန်တော်ပြောသလိုပဲဟီရိုပို့စရာပြင်ကျွန်တော်ခရီကိုပုတ်တယ်မြန်မာလူကြီးထိုင်ပွင့်ကနေကူဖာရှော့တော့ပါဗျာကျွန်တော်လည်းတီမလားဆိုပြီးတာရိုင်ထဲမှာဝင်ပြီးပုတ်တယ်ဒါပေမဲ့ကူဖာမတီတော့အားနဲ့ကျွန်တော် EC ပဲမေဒီယာရဲ့စကီတူးလေးနဲ့ကျွန်တော်ပြန်ပတ်လာခဲ့လိုက်တယ်ပေါ့နော် brother တို့ဒီပွဲမှာ enemy ဘက်ကကောင်နေရကျွန်တော်တော်တော်မုန်းနေရတဲ့နဲ့တကောင်ပြီးတကောင်အပေါ်လမ်းကိုတက်လာကြဂိုးလင်းကိုသွားမကန်ကြအောင်ကျွန်တော်လည်းမကြောက်ဘူးဗျာကျွန်တော်မှတွေးပြန်တက်တဲ့ item လဲထွက်နေဆိုတော့အမှကျွန်တော် cree လေးပုတ်တယ်ကျွန်တော်ပြောသလိုမြင်ပုတ်တယ်ပြင်တွေးရအလိုပြန်တက်နေရ brother တို့ရအဲ့တော့ CC ကိုင်ကြောက်စရာမလိုဘူးဗျာဒီတိုင်းပွဲချီနေတော့ကြည့်ရမှာပေါ့နော် brother တို့ဒီတိုင်းမြန်မာလူကြီးအရန်ကြုံလို့လည်းမရအောင်တက်ရင်တော့တည်ရဗျာအရန်ကြီးမကြုံမိအောင်ကိုစေကိုထိမ့်ပြီးတော့ကစားပြရတာပေါ့နော် brother ကျွန်တော်တာတယ်ကထွက်တော့မယ်ဗျာတာတယ်ထွက်တဲ့ခါကျရင် EAB ကတာတယ်ဖတင်မှာလားဆိုင်ပေးတာအကောင်းဆုံးပဲ brother အဲ့ဒါဆိုတီးတာဟိုကရှာခိုင်းလို့အရန်များတယ်အဲ့မှာကျွန်တော်တာတယ်ထွက်တော့မှာဆိုတော့ကျွန်တော် EAB ကနေတာတယ်ထွက်မဲ့ဖက်ချန်ကိုကျွန်တော်ဆင်းလာခဲ့အဲ့မှာတာဝိုင်ထဲမှာဟိုကောင်ဒီတက်နိုင်မဲ့အနေထားဆိုတာတိရတယ်ကျွန်တော်ဝင်ပြီးတော့ဖြန်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မရလာတာဝါတိုင်းဒမ်းမီကကျွန်တော်တော်တော်ကြီးခံလိုက်ရတယ်ကူဖာလီရောတီသွားရယ်ဟိုက်ပါလည်းတွေးတော်တော်နေသွားရယ်ကျွန်တော်တီသွားပြီမဲ့ကျွန်တော်တို့တာတေတော့ကျွန်တော်တို့ရတယ်ဗျာဟိုက်ပါဟိုဘက်ကဟိုက်ပါတွေးနေနေတော့ကျွန်တော်တို့လာမလူရဲဘူးဗျာတုံတန်ဟိုက်ပါဆိုပဲဟိုဘက်ကအစမာကြီးကတာတေပြီးမှ join လာဆိုတော့အဲ့မှာသူ့ဝိုင်းဖြတ်နေရတယ်ဒါပေမဲ့2ယောက်4ယောက်ဗျာအဲ့နေရာမှာကျွန်တော်ဘက်ကတော်တော်မှတာတေရပြာနဲ့တကယ်တမ်းဘတ်လိုက်တင်တယ်အခုရှင်လဲစပယ်မရှိတော့ဘူးဗျာအဲ့နေရာမှာကျွန်တော်တို့အတင်းအမှားသွားကျွန်တော်တို့
ထပ်ပြီးတော့မ join တော့ကျွန်တော်မှလုံးစရာရှိတာဒီတာဝရိုင်းချိုးရမယ်အလုပ်ရှိသေးတယ်ကျွန်တော်တာဝရိုင်းချိုးမယ်ကျွန်တော် creation မယ်တာဝရိုင်းချိုးမယ်အစမှာကျွန်တော်တာဝရိုင်းမချိုးရအောင်လာကြတယ်အဲ့တော့ကျွန်တော်မချိုးတော့ဘူးကျွန်တော်အစမှာအလေလန်းဘက်မှာရောက်နေရဆိုတာသိရတယ်ချက်ချင်းကျွန်တော်လိန်ကိုဖြတ်ရှင်းတယ်ဖြတ်ရှင်းပြီးကျွန်တော်ဘာလို့လိန်ကိုဖြတ်ရှင်းရလဲဆိုရင်ကျွန်တော်အလေလန်းကိုအမြန်ဆုံးဆင်းရင်လို့မလို့ကျွန်တော်လိန်ရှင်းပြရနဲ့အလေလန်းကိုဆင်းလာတယ်ဗတဲကူးဆိုင်ပြရမယ်ဗျာကျွန်တော်မပိုင်ရင်တော်တော်တယောက်မပိုင်ရင်ဗတဲ T5 ဆိုင်ရန်တီးတာအားကြောင့်ကျွန်တော်အမြန်ဆုံးဆင်းလာပြီးတော့ကျွန်တော်ဗတဲလားဆိုင်ပြီးရပေါ့နော်ဒါပေမဲ့ကျွန်တော် flicker သုံးပြီးတော့ခဏပြန်ဖက်လိုက်ကိုကောင်နေရမရှိတော့ဗတဲဆိုင်မယ်ဆိုတဲ့ခါကျတော့ flicker ဘာလို့သုံးလိုက်လဲဆိုတော့ကျွန်တော်တာတဲပေါ်တော့မဲ့အချိန်မှာကျွန်တော်သွေးမတရားရှော့ကန်လာရရင်အိမ်ပြန်နဲ့ဒီတာတဲပြန်လာနေဆိုနောက်ကျသွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်သွေးအများကြီးမရောခင်ကျွန်တော် flicker သုံးပြီးပြန်ဖက်ခဲ့တယ်ပြီးရင်တာတဲမှာရှီကနေကျွန်တော်ဘီရှင်နေဖွင့်ပြီးတယ်သွေးတွေရှော့နိုင်တော့ရှော့ပြီးတယ်တက်လို့ရတဲ့ကောင်ဆိုကျွန်တော်လိုက်တယ်အခုဆို hyper ကိုကျွန်တော်လိုက်တယ်ဒါဆိုကျွန်တော်တောင်းအရင်ကြည့်သွားတယ် hyper တာတဲကိုလွတ်လွတ်ကျွတ်ကျွတ်ယူဖို့ပဲကျန်တာကျွန်တော်ဘီရှင်ဖွင့်ရင်ကျွန်တော်လိုက်ပို့ရင်စီစီကန်အရင်လွယ်ဗျာကိုကလမ်းလေးလျှောက်ပြီးတော့စကီဝမ်လေးနှိပ်ထားရုံပဲကျန်တာစီစီလိုက်ပို့နေလိမ့်မယ် brother တို့အပေါ်လိုင်းထီတော့လိုက်ပြီးတော့ဗတဲသွားမဆိုင်တော့ကျွန်တော်မေတ္တာဝါကျွန်တော်တို့မေတ္တာဝါမရှိတော့ enemy မေတ္တာဝါပြန်ယူရမယ်အားကြောင့်မို့လို့ကျွန်တော်မိကိုရှင်းပြီးတော့မေတ္တာဝါကိုယူတယ်ပြီးကျွန်တော်အောင်လေးကိုသွားမယ်အောင်လေးမှာတကောင်မှမရှိဘူးကျွန်တော် creation ရမယ် brother စကီဝမ်လေးဖွင့်ရင်ကျွန်တော်နားမှာရှိတဲ့အကောင့်လေးမှန်သမျှကျွန်တော်စကီဝမ်လေးနဲ့ live ပို့ရင်ဘလူးဟက်တာမှာကူဖာကြီးကဝင်လိုက်ဗတဲဆိုင်တော့မှာဆိုတော့ကျွန်တော် creo မစားတော့ဘဲနဲ့ဗတဲ join ပြီးလိုက်တယ်အဲ့မှာကျွန်တော်တို့နှစ်ကောင်ရတယ်ပေါ့နော်ဟိုဘက်ကတော်တော်မှားတယ်လောက်တာရတော်တော်မှားတယ်ပွဲနေနေတာအဲ့မှာ3ကောင်တော့ရတယ်ဟိုဘက်က maximum လေးပါပါတယ်ပြီးလိုက်ရတယ်နိုလန်ကတော့ဒီကောင် mobility ရမ်းမြင်နေဆိုတော့တက်ဖို့ကမလွယ်ဘူးအဲ့မှာကျွန်းနေရဲ့အစမောကိုကျွန်တော်တို့ဖြတ်တယ်အစမာကတော့တော်တော်ကျွန်းလာဆိုတော့သူကတော့လွတ်မဲ့လမ်းကတော့မမြင်တော့အဲ့နဲ့ကျွန်တော်အစမာကိုတက်ပြီးရနဲ့လိန်လေးရှင်းတယ်စကန်တာဝါလေးယူထားမယ်ဗျာစကန်တာဝါလေးအဲ့မှာကျွန်တော်လိန်လေးရှင်းပြီးတော့ rotation ပတ်တယ်ပန်နဲ့နိုလန်ရဲ့စကီတူကြီးနဲ့ကျွန်တော်မျက်နှာရှိမှာဝင်လာလို့အန်တီလေးနဲ့ live ပို့တယ်မမီလာဒီက mobility အရင်မြင်တယ်ဒါပေမဲ့ကာကူလာလေးတော့ကြားရကနေကူရှင်ကောက်ချက်နဲ့တီးသွားပေါ့နိုလန်တော့မတီးပါဘူးကျွန်တော်တို့ဘက်ကကောင်နေရလောပေါ်တဲ့အခါကျတော့လောတက်နေရိုင်းကျွန်တော်ကတော့လောကူတက်ပြီးတော့ကျွန်တော်အရှိကနေပြီးရှင်ပြမယ်လောနာကိုလာခြင်းတဲ့ကောင်လေးကျွန်တော်ရှေ့ကနေတားတာမယ်ပေါ့နော်ကျွန်တော်ပွဲတာနေရဆိုတော့တယောက်တည်းလဲတားလို့ရတယ်အားနေကျွန်တော်အရှိမဝင်လာတဲ့ကောင်မှန်သမျှကိုကျွန်တော် skill 1နဲ့ live ပို့တယ်ဖြဲချောက်တာပေါ့နော်တကယ်ကသူတို့လောနာကိုမလာနိုင်အောင်လို့ပေါ့ဟိုဘက်ကကောင်လေးတာဝါတိုင်းနဲ့ပြန်ဝင်သွားတဲ့အခါကျွန်တော်ကိုယ့်အကူလိမ့်လေးရှင်းမယ်ကျွန်းလာတဲ့ကောင်လေးတွေကိုတက်မယ်ကူဖာတော့ပြောင်းနေရကူဖာတိန်စီးပြီးတော့လာတယ်ကျွန်တော်ဖြတ်ချင်တော့ကူဖာစပယ်ရတလွဲရအရန်တုံးလို့လေသူတို့ဒီလိုဖြစ်နေကြသူတို့အတင်းစပယ်ကိုတေးကြတော့ရမယ်ဗျာဒါဆိုကျွန်တော်ဖြတ်ဖို့တက်အနောက်က maximum တို့မီးတို့ကူဖာဖန်တင်ဒါပေမဲ့ဒီကောင်ကျွန်တော်အရန်တက်ချင်နေရအဲ့မှာသူစပယ်ကြီးကကုံသွားတဲ့အခါကျတော့ကျွန်တော်ကလည်းမတီသွားတဲ့အခါကျတော့လုံးဝသူတို့ဘက်ကဗတဲကလုံးဝပြန်မထောင်နိုင်တော့ဘူး brother တို့ရဲ့ကျွန်တော်အဲ့မှာအောက်ကမဂါရှိကိုတောင်းတယ်ပြီးအလဲလန်းမဂါရှိကိုတောင်းမယ်တာဝါတိုင်းချိုးလို့ရရင်တာဝါတိုင်းကိုယူမယ်နဲ့တားနေရဆိုတာဝါတိုင်းကမြန်မာလိုကြီးဝင်ရချိုးလို့ရဗျအမတဖွဲလို့မြန်မာလိုကြီးတာဝါတိုင်းလက်တာဝါတိုင်းဝင်ရချိုးပါကျွန်တော်တို့အလဲမီကာလည်းကျိုးသွားပြီလော်လဲတည်သွားပြီကျွန်တော်တို့အောက်မီကာလေးရမလားဆိုပြီးတော့သွား try ကြည့်ရပေါ့နော်ကူဖာတော့ကားတယ်ဂရညာလည်းလာကားရဆိုတော့ဒီတာဝါတိုင်းဒီမီကာလည်းမရတော့တော့တာဝါတိုင်းချိုးလို့မရတဲ့ကကျွန်တော်ဒီကောင်မျိုးသွေးချောရင်လောက်ရှော့တယ်သူတို့တာဝါတိုင်းနဲ့ဒီသွေးသွားရှော့ရဆိုတော့ကျွန်တော်လည်းသွေးနည်းနည်းနဲနေအမခရီလေးကိုစကီဝမ်လေးနဲ့ပြင်သွေးလေးနည်းနည်းပြန်ဖြည့်မယ်ဗျာသွေးလေးဖြည့်ပြီးသွားတဲ့အခါအပေါ်လန်ခရီလေးတွေကိုကျွန်တော်သွားပြီးတော့ရှင်းရမယ်မီကာလေးရအောင်လို့ပေါ်လန်ခရီလေးတွေကိုရှင်းတယ်အကုန်လုံးအောက်မှာပဲကျွန်တော်ပေါ်လန်မှာလွတ်လပ်ရှင်းပြီးတော့ကျွန်တော်လုံးဝတာဝါ enemy တုံးနိုင်ကြတဲ့ဝင်လာပြီးသွေး short နေတော့ကျွန်တော် light short တယ်ကျွန်တော်ပြန်တည်သွားမယ်အချိန်မှာကျွန်တော်ပြန်ပတ်လာတယ်ကလောက်ကဝင်ဖြန်းတယ်ဒီနေရာမှာကျွန်တော်တို့ပတဲကတော်တော်တာသွားပြီဗျာကျွန်တော်တည်သွားပြီမယ်ဟို
ဒါပေမဲ့ကျွန်တော်တို့အဲ့လိုတော့မရတော့သေးဘူးဘာလို့လဲဆိုတော့ဟိုဘက်ကကာကူရာရဲ့ Granger ရဲ့ damage နှစ်ကောင်ကြံနေဗျာကျွန်တော်တီွားရဲဆိုတော့ကျွန်တော်တို့အဲ့လိုတော့မရခဲ့ဘူးပေါ့ကျွန်တော်တို့တီချာလေးပြန်ဆော့ရမယ်ပတယ်လေးကိုကောင်းကောင်းပြန်ဆိုင်ရမယ်ကျွန်တော်တို့ဟိုဘက်က enemy vision ကြီးအားလုံးပျောက်နေရမို့လို့ကျွန်တော် EAP ပြီးခြုံလေးတဲ့ဝင်စစ်ပြီးအဲ့မှာ Nolan ထွက်လာတယ်ကူဖာကြီးလည်းထွက်လာကူဖာအရန်ကျွန်းတယ်ကျွန်းတဲ့ခါကျရင်အန်ဒီလေးနဲ့သူ့ကိုတက်လိုက်တယ်သူ့ကိုတက်ပြီးတဲ့ခါကျရင်အနောက်က Granger ကြီးပါကျွန်းလာတယ်ကူဖာမှားတာအကုန်လုံးမှားတာပဲ Granger ကြီးကျွန်းလာတယ်ကာကူရာကြီးကျွန်းလာတယ်အားလုံးပြတ်သွားကြံတာသူတို့ Nolan တစ်ကောင်ပဲကြံတယ် Nolan လည်းအရန်ကြောက်စရာမကောင်းဘူးဗျာအဲ့တော့ကျွန်တော်ဒီပွဲကကျွန်တော်တို့အတွက်ဖြစ်သွားတယ်အခုလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလာရောက်ကြည့်ရှုပေးတဲ့အကိုတွေညီတွေအမတွေညီမတွေအားလုံးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်နောက်ကြရင်ဒီထက်ကောင်းတဲ့ဗီဒီယို quality တွေနဲ့ပြန်လာခဲ့ပါမယ်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးလို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ